မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအကြောင်း၃မျိုးပေးထားတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတယတမ္ပနာအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာငွေကြေးဓနကြွယ်ဝတဲ့ပုဂ္ဂိုလ်ဟာငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရရင်းနှီးလုပ်ဖို့ငွေမလုံလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခဏခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဘဏ်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဘဏ်တွေရှိခြင်းဟာနေတယတမ္ပနာအမိကောင်းလောက်တကင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးဓနရနိုင်နေတယတမ္ပနာရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါနေတယတမ္ပနာလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်နေနော်ပွဲစားတွေကိုယ်မှာဘယ်လိုအမိကောင်းတွေရှိလဲစဉ်းစားကြည့်ဝေကြေးဒနာလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းတွေလို့ပြောဒီတဲ့ပို့ပြီးတော့ကြည်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတယတမ္ပနာပဲဟောကိုယ့်အတွက်အေးဝေကြေးဒနာဒီထုတ်ချေးတဲ့အမအစတောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ချေးဆိုပြီးတော့ထုတ်ပေးတာဒါနေတယတမ္ပနာထုတ်ပေးအတိုးနည်းနည်းနဲ့ထုတ်ပေးတဲ့အခါမှာလောက်တကိုင်တတ်ရှိရင်ကြီးပွားတိုးတက်တယ်လောက်တကိုင်တတ်မရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမှန်ကန်လောက်တတ်ဖို့လိုသည်ဒါကြောင့်ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေချေးအရင်နှီးပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တစ်ခုကဘာလို့ဆိုဝိဓုရကြိုးစားအထောက်မှုလိုအပ်တယ်စီဝါရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာပြီးနေဗနာနာမဆိုတာလို့ကြိုးစားအထောက်ဖို့ကလိုအပ်တယ်ဝေကြီးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကြိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစိတ်အောင်ဟောတာနေတယတမ္ပနာအမိကောင်းရှိရမယ်လို့ဆိုတဲ့ငွေချေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိဓုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်အေးကြိုးစားရရလာလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်ရောင်းဝယ်လုပ်တဲ့အခါမှာအမျှော်အမြင်ဟာအမတန်မှအရေးကြီးတယ်ဒီချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်ဟောမြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မှဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာဟုတ်မို့ကိုယ်တိုင်လုပ်ကြည့်ဖို့နော်ကိုယ်တိုင်လုပ်ကြည့်မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိဓုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတယတမ္ပနာလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်ပဲတိုးတက်မယ်လို့ဒီလိုဟောတာဒါလောကစီးပွားရေးနဲ့ပတ်သက်ပြီးမကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာ